မေဆီဆိုတဲ့ကလေးမလေးရဲ့စောက်တော့ကိုဖိနေမိဘမဲ့ကြီးကသူ့ထက်ငယ်တဲ့ကလေးတွေကိုပင်လယ်တွေကတားရဲကောင်ကြီးတွေနဲ့အမဲလိုက်မှုဆိုတဲ့အကြောင်းကိုပြောပြနေပါတယ်အမဲလိုက်တင်မောကြီးပေါ်ကကပရင်ခရိုးနဲ့သူ့ရဲ့မွေးစားသားဂျီကိုတို့ဟာအတော်ဆုံးနဲ့တတိရှိဆုံးသူတွေဖြစ်နာမည်ကျော်ပြီးလူတိုင်းကအားကြရတာကြောင့်ကီယာကကလေးတွေကလည်းသူတို့လိုမျိုးပင်လယ်မိတ်ဆာနှိမ်နှင်းသူတွေဖြစ်ရှင်နေကြပါတယ်ထိုးတော်ခန်းထဲကိုဒိန်းတော်မိမကြီးတယောက်ဝင်လာပြီးအဲ့ရဝင်ဖို့ပြောဆိုနေပါတယ်ထိုမိမကြီးပြတ်ထွက်သွားတော့မေဆီကမိတ်ဆာနှိမ်နှင်းသူဖြစ်ဖို့အတွက်ကီယာကနေထွက်ပြေးလာခဲ့ပါတယ်တင်မောကြီးစီမှာတော့ကပရင်ခရိုးနဲ့ဂျီကိုတို့ကတားရဲကောင်ကြီးကိုတက်ဖို့အတွက်ပင်လယ်ထဲမှာလိုက်ရှာဖွေနေကြပါတယ်ခရိုးကသူ့ရဲ့မျက်လုံးကိုအောင်လုပ်ခဲ့တဲ့တားရဲကောင်ကြီးကိုနှိမ်နှင်းနိုင်ဖို့အတွက်နှစ်ပေါင်း30ကျော်လိုက်ရှာဖွေနေပေမဲ့အခုချိန်ဒီကလေးစားမရှိနိုင်သေးတာကြောင့်ဒေါသထွက်နေစဉ်မှာပဲသူတို့ရဲ့ရှေ့မလဲမကမှထိုတားရဲမိတ်ဆာကတင်မောတစီကိုတိုက်ခိုက်နေတဲ့တွေ့လိုက်ရတော့သွေးကြီးဆက်ရတော့မယ်ဆိုပြီးအနားကိုသွားကလက်နက်တွေနဲ့ပစ်ပါတော့တယ်တစ်ဖက်မှာလည်းဂျီကိုကလှမ်းနဲ့ထိုးဖို့တင့်ဆောက်နေစဉ်မှာပဲတားရဲကောင်ကြီးကရေအောင်ငုတ်လာတာကြောင့်တိုင်မြင့်မော်တက်ပြီးကျိုးပါတဲ့ဆလွတ်နဲ့ပစ်ဆိုင်လိုက်တဲ့အခါအကောင်ကြီးကစိုက်ဝင်သွားတာကြောင့်ဖော်တော့နေတက်ပြီးအားကောင်အောင်စောင့်နှံနေကြတဲ့အချိန်မိတ်ဆာကောင်ကြီးကအောက်ကနေပြီးတင်မောကိုကော်တင်လိုက်တာကြောင့်အကုန်လုံးကစင်ကလေးအဖြစ်ကုန်ကြပါတယ်ထိုအခါတားရဲကောင်ကြီးကရေပေါ်ရဲ့သူ့ရဲ့လက်တံကြီးတွေနဲ့တင်မောကိုရစ်ပတ်ထားပြီးလူတွေကိုလည်းတခြားလက်တံတွေနဲ့ပါဖမ်းဆီးတိုက်ခိုက်နေပါတယ်အဲ့အချိန်မှာပဲကပရင်ခရိုးစီကိုလက်တံတစ်ခုကလာပြီးကြစ်တာကိုခံလိုက်ရပါတယ်တစ်ဖက်မှာလည်းဂျီကိုနဲ့ဖွဲ့ကောင်းဆောင်ဆေယာတို့ဟာတားရဲကောင်ကြီးရဲ့လက်တံတွေကိုလိုက်လံခုတ်ပြတ်နေကြပေမဲ့တင်မောတစ်ခုလုံးကိုပြည့်နေနေတာကြောင့်ဂျီကိုလည်းဘာမှတွေးမနေတော့ပဲဆလွတ်နဲ့လက်မြစ်လိုက်တော့နှစ်ဖူးမှစိုက်ဝင်ပြီးရေထဲပြန်ငုပ်သွားတဲ့အခါဂျီကိုတရားအန်ရီကင်းမီတီမီထိုင်ချလိုက်တော့မှပဲလက်တံတစ်ချောင်းကလေထဲမှာဝဲပြန်လာပြီးသူ့ကိုရိုက်ထုတ်လိုက်တာကြောင့်လွင့်ထွက်သွားပြီးရေထဲကျသွားပါတော့တယ်သူလည်းလင်းမြန်ကူးခဲ့နေစမှာမိတ်ဆာကောင်ကြီးကပါဇက်နဲ့ထိုးဝဲလိုက်တဲ့အခါကံကောင်းစွာနဲ့ပဲခုံထွက်နိုင်ခဲ့ပါတယ်ထိုအခါကပရင်ကတွေးကြွေးဆက်ဖို့ရှင်ကြပြီးနှက်ဆိုးလို့ပြောကလန့်နဲ့ခုံထိုးလိုက်တော့တားရဲကောင်ကြီးလည်းနာကျင်စွာအော်ပြီးလဲကျသွားပါတော့တယ်ဒါနဲ့သူလည်းတေးပြီးထင်းနဲ့အကောင်ကြီးရဲ့ဦးကြိုကိုလွှတ်နဲ့ဖျက်ယူပြီးအပေါ်ကိုပြန်တက်နေချိန်ထိုအကောင်ကြီးကမျက်စိပွင့်လာပြီးသူ့ကိုရေရောက်ဆွဲချသွားတဲ့အခါခရိုးတယောက်ဘာမှမတက်နိုင်ရှာပဲမြင်ကွင်းတစ်ခုလုံးကအမောင်ကျသွားပါတော့တယ်သူမျက်စိပြန်ဖွင့်လာတော့တင်းမောပေါ်ပြန်ရောက်နေပြီးမသေးသေးမသိလိုက်ရတယ်ဆိုပေမဲ့အဖွဲသားတွေအားလုံးကတင်းမောပြက်စီးနေပြီးမို့အရင်ပြန်ပြီးပြုတ်ပြင်ရမယ်လို့ပြောကြတဲ့အခါသူလည်းကလေးစားရှင်မဲ့အစီအစဉ်ကိုလက်လျှော့ပြီးခေါင်းညှင်းလိုက်ရပါတော့တယ်နောက်တော့အဖွဲသားတွေကရရှိကြတဲ့ဒဏ်ရာတွေကိုစိတ်ကူးနေကြရင်စိတ်ရက်ကြပြီးမှိုင်နေကြတာကိုတွေးလိုက်ရတဲ့ဂျေကော့ဟာအားပေးစကားပြောရင်ငါတို့တွေပြန်လာပြီးအဲ့ဒီနတ်ဆိုးကိုတတ်မယ်ပြီးရင်ဘီရင်ကြီးစီကစွန့်ငွေထုတ်ယူကြမယ်လို့ပြောတော့ကောင်လေးတယောက်ကနတ်ဆိုးကိုတတ်မယ်အစီအစဉ်ကိုလက်လျှော့လိုက်လို့မရဘူးလားလို့ပြောတဲ့အခါဂျေကော့ကငါတို့ကမုတ်ဆိုးတွေဖြစ်တာကြောင့်မုတ်ဆိုးတိုင်းရဲ့အမရွတ်ဟာလူအသက်တစ်ချောင်းကိုကယ်ထားတဲ့အဓိပ္ပာယ်ပဲအဲ့ဒီလိုမဲလိုက်ရင်တည်သွားတဲ့မုတ်ဆိုးတိုင်းဟာကြီးမြတ်တဲ့တည်ခြင်းပဲလို့ပြောလိုက်တော့အားလုံးစိတ်အားထက်သန်လာကြပါတော့တယ်ထို့နောက်ကပရင်ကသူ့စီကိုလာတွေ့ဖို့ခေါ်လွတ်တာကြောင့်ခန်းထဲဝင်သွားတဲ့အခါသူ့ကိုစာအုပ်တော့ကိုယူပြီးပြတယ်ဒါဟာငါဖေနဲ့ဖိုးရဲ့မှတ်တမ်းတွေပဲငါလည်းတားရဲကောင်ကြီးကိုနှိမ်နှင်းပြီးရင်ဒီစာရွက်ပေါ်မှာကပရင်ဖြစ်နောက်ဆုံးမှတ်တမ်းကိုရေးမယ်ပြီးရင်မင်းလဲလို့ပြောပြီးဂျေကောကိုသူမရှိတော့ရင်တင်းမောကြီးကိုအပိုင်ယူဖို့မှာလိုက်ပါတော့တယ်နောက်တစ်နေ့ကိုရောက်တော့သူတို့တွေကန်းကိုပြန်ကတ်လာနိုင်ခဲ့တာကြောင့်အားလုံးပျော်ရွှင်နေပြီးအောင်ပွဲခံနေကြချိန်ဂျေကောရဲ့နားကိုမေဆီဆိုတဲ့ကလေးမလေးရောက်လာပြီးတင်းမောကြီးနောက်လိုက်ရှင်နေဆိုပြီးခွင့်တောင်းလာတဲ့အခါကလေးတွေလိုက်လို့မရဘူးလို့ပြန်ပြောတော့ကျမကလည်းမဟုတ်ဆိုးမျိုးပဲကျမရဲ့မိဘတွေကအမဲလိုက်ရင်ကြီးမြတ်တဲ့သေဆုံးခြင်းနဲ့အသက်ပေးခဲ့ကြရတာဒီတော့ရှင်ခွင့်မပြုလဲကပရင်နဲ့စကားပြောမယ်ဆိုပြီးထွက်သွားတဲ့အခါဂျေကောကငါ့မှာလည်းလုတ်ပိုင်ခွင့်ရှိတယ်ငါကတနေ့နေ့ဒီတင်မောကြီးရဲ့ကပရင်ဖြစ်လာမှာဒီတော့မင်းလိုက်လို့မရဘူးရှင်ကခုလက်ရှိကပရင်မဟုတ်ဘူးလေလို့ပြောပြီးသူ့ကိုလှောင်နေတော့ဂျေကောလည်းအသက်ငယ်ပြီးစကားတက်တဲ့ကလေးမလေးကိုပြန်မရှိပါနိုင်တော့တဲ့အစုံဝှက်ရှိသွားပြီးဂေဟာကိုပြန်ပို့လိုက်ပါတော့တယ်ထို့နောက်သူတို့တွေနန်းတော်စီကိုသွားပြီးဘရင်ကြီးနဲ့ဘရင်မကြီးကိုမိစ္ဆာကောင်ကြီးစီကဖျက်ယူလာတဲ့ဦးကျိုကိုဆက်တာပြီးစွန့်ငွေတောင်းကြတဲ့အခါရေထက်ဘူကျုပ်ကမိစ္ဆာကောင်ကိုတွေ့ခဲ့ရတာနဲ့ဆက်မလိုက်ပဲပြန်လာလို့ဆိုပြီးဘရင်မကြီးကိုရှောင်လိုက်တာကြောင့်စွန့်ငွေမရတဲ့အပြင်ဘရင်မကြီးရဲ့ညဉ့်ညင်မှုကိုပါခံလိုက်ရပါတယ်ထို့နောက်ဘရင်နဲ့ဘရင်မကသူတို့ကိုရေထက်ဘူကျုပ်ရဲ့မဲလိုက်တင်မောကြီးကိုလိုက်ပြတဲ့အခါဘူကျုပ်ကလည်းသူ့ရဲ့ခန်းနာလာတဲ့တင်မောကြီးနဲ့တော်ဝင်ရင်တက်ကပင်လေအတွင်းပိုင်းထိသွားပြီးတွေးသမျှတားရဲကောင်တွေကိုနှိမ်နှင်းပြစ်မှလို့ကြွားလုံးထုတ်နေတော့ခရိုးကပြောတယ်မင်းရဲ့တင်မောကနိုင်လဲနေတယ်လို့ပုံတင်မြောက်တွေနဲ့ဘလို့မှအမဲလိုက်လို့မရဘူးဒီတော့မင်းရဲ့စစ်သားတွေကိုဒီလိုတင်မောမျိုးနဲ့တေဖို့မလွတ်လိုက်နဲ့လို့ပြောတဲ့အခါဘိုးချုပ်ကပင်လယ်သားရွက်တွေကိုငါမကြောက်ဘူးကွာဒါဆိုမင်းကအယူပဲမင်းနဲ့တူတင်မောသားကောင်းတွေကိုပါတေစေလိမ့်မယ်လို့ပြောပြီးဒေါသထွက်နေတဲ့ခရိုးကိုဘရင်မကြီးကရဲမက်တွေကိုဖမ်းဖို့အမိန့်ပေးလိုက်တာကြောင့်ဂျေကောလည်းဂျာကဝင်တောင်းမှမီဒီတခါတော့ခွင့်ရင်းပေးပါကျွန်တော်တို့တွေတားရဲကောင်ကြီးကိုမဖမ်းနိုင်ရင်မိုးဆိုးလောက်ကရတပ်ပတ်အနားယူမယ်လို့ပြောပြီးလောင်းကြီးထက်တဲ့အခါဘရင်ကြီးလည်းခွင့်ပြုလိုက်ပါတော့တယ်ထို့နောက်သူတို့တွေတားရဲကောင်ကြီးကိုဖမ်းဆီးနိုင်ဖို့ရေဆုံးမိုးဆုံးလက်လန်ရှာဖွေနေပါတော့တယ်ခရိုးတက်ကတော့ဘရင်ကြီးနဲ့ပြန်ပွဲလုပ်ခဲ့ရတာမလို့သူ့ဖွဲ့သားတွေကိုဩဝါဒပေးပြီးအောင်ပွဲခံစားတော့ဖို့အတွက်စီပိုင်းတွေကိုဖောက်နေကြစေအထက်ကအော်တန်ကြားလိုက်ရတာကြောင့်ဂျီကောသွားကြည့်တဲ့အခါမေဆီဖြစ်နေတာကိုတွေးလိုက်ရပါတော့တယ်
ဒါနဲ့ခရိုးလည်းအသက်ငယ်ပြီးစကားတက်တဲ့မေဆီကိုသဘောကျတာပြီးသူတို့နဲ့လိုက်ဖို့ခွင့်ပြုပေးလိုက်ပါတော့တယ်ဒီလိုနဲ့ညရောက်တဲ့အခါခရိုးတို့တာဖာနှစ်ယောက်စကားပြောနေစေနှောက်ကြီးပြန်ဝဲလာတာကြောင့်တားရဲကောင်ကြီးလာပြီဆိုတာသိသွားကြပြီးအမြောက်တွေနဲ့တိုက်ခိုက်ပါတော့တယ်ကြံဖွဲ့သားတွေကလည်းဆလွတ်တွေနဲ့လှမ်းပြတော့တားရဲကြီးရဲ့ကိုယ်မှာစိုက်ဝင်ပြီးသင်းမောကိုဆွဲပေးသွားကရေဝဲကြီးလှုပ်ပြီးနှိမ့်မြုပ်ဖြစ်ဖို့ကြိုးစားနေပါတယ်ဒါနဲ့မေဆီလည်းသင်းမောကြီးမြုပ်သွားမှာကိုစိုးရိမ်ပြီးကြိုးတွေကိုဖျက်ဖို့ကြိုးစားနေတဲ့အခါဂျီကောလည်းသွားတိုက်လိုက်တယ်ဆိုပေမဲ့ဖွဲ့သားတွေရဲ့အဖြစ်ကိုမြင်ပြီးမကြည့်ရတော့တာကြောင့်မေဆီလို့တမျက်ကိုသာထိုင်ကြည့်နေတဲ့အချိန်မှာပဲကျိုးပြက်သွားပြီးသူတို့နှစ်ယောက်စလုံးရေထဲပြုတ်ကျသွားကပြန်တက်လာတော့သူတို့ရဲ့လို့ရကြောင့်ဒေါသရန်ထွက်နေတဲ့ခရိုးကတနက်နဲ့ချိန်ပြီးပြစ်ဖို့လုပ်နေစဉ်တားရဲကြီးကသူတို့လေလေးကိုထိုးဝက်ပြီးရေထဲငုပ်သွားပါတော့တယ်ဒီလိုနဲ့ဂျီကောနဲ့မေဆီကတားရဲကောင်ကြီးကသူတို့ကိုမစားဘဲအာကောင်ထဲမှာငုံထားတာကြောင့်မတိသေးမှန်းသိပြီးနှစ်ယောက်သားနှာခေါင်းပုံနှောင်ကိုသွားကရေရောက်ကရှုပ်ခင်းတွေကိုထိုင်ကြည့်နေရင်မိုးလင်းလို့ကန်းဆက်ကိုရောက်တော့သူတို့ကိုလေနဲ့မုတ်ထုတ်လိုက်တဲ့အခါဂျီကောတယောက်လွတ်ထွက်သွားပြီးကျိုးတဲ့ညိကဗရန်ပတာဖြစ်နေစေအကောင်ကြီးကအထဲမှာကြံနေတဲ့မေဆီကိုဆွဲထုတ်ပြီးပါးစပ်နဲ့ဖွားဖွားလေးကိုက်ထားတော့ဂျီကောလည်းဓာတ်နဲ့ပြီးထိုးလေးရမေဆီကဖက်နှက်ကိုရွှတ်လိုက်တဲ့အခါအောက်ကိုပြုတ်ကျသွားတော့တားရဲကောင်ကြီးကရေတွေနဲ့ဖုံးလှမ်းလိုက်ပါတော့တယ်ထို့နောက်တားရဲကောင်ကြီးထွက်သွားတဲ့အခါသူတို့နှစ်ယောက်လည်းညအတွက်နားခိုလုံမနေရချာနေကြပါတယ်နောက်တစ်နေ့မနေ့ကိုရောက်တော့မေဆီတယောက်80အကောင်လေးနောက်ကိုပြေးလိုက်ရင်ထိုးကောင်လေးကိုဖမ်းမိတော့သူ့ရဲ့စတော့တွေကဥရီဘောကိုနင်းမိထားမှသတိထားမိလိုက်တဲ့အခါထိတ်လန့်နေတဲ့ချိန်ဂျီကောရလက်ကမကြောက်ဖို့ပြောပြီးမေဆီကိုထမ်းခေါ်သွားတော့နှစ်ယောက်သားစကန်တိုင်းလူပြီးသွားနေကြရင်ဥရီဘောကိုတက်နင်းမိတာကြောင့်အကောင်ပေါက်လေးတွေထွက်လာပြီးသူတို့ရဲ့မိခင်ထင်နဲ့လိုက်ပါတော့တယ်ဂျီကောနဲ့မေဆီလည်းပြေးနဲ့မလန့်မကောင်းရောက်တဲ့အခါကနန်းဘလူးကြီးပေါ်လာကဂျီကောကိုစားဖို့လုံနေချိန်မှာပဲတားရဲကောင်ကြီးရောက်လာပြီးကနန်းဘလူးကြီးနဲ့တိုက်ခိုက်ကြပါတယ်ဒီလိုနဲ့အကောင်ကြီးတွေတိုက်ခိုက်ကြရင်မိစ္ဆာတားရဲကောင်ကြီးကရေးနေနေတော့သူတို့ဝင်ငူပေးလိုက်တဲ့အခါကနန်းဘလူးကြီးလည်းထွက်ပြေးသွားပါတော့တယ်အဲနောက်မေဆီကသူတို့ကိုကြောပေါ်တင်ပြီးလိုက်ဖို့ပေးဖို့ပြောပြီးအကူကြီးတောင်းလေရထိုကောင်ကြီးကလည်းနားလေပြီးကြောပေါ်ခေါ်တင်သွားပါတော့တယ်တစ်ဖက်မှာလည်းခရိုးကသူ့ရဲ့ကလေးစားချင်မဲ့ပလန်ကိုကောင်းတယ်ဖို့အတွက်ပေါ်ဆီယာမကြီးစီကိုတွားပြီးစိတ်တောင်းယူလာပါတယ်အဲ့ဒီစိတ်ကဘယ်လောက်ထိပြင်းလဲဆိုရင်အလွန်ကြီးတဲ့တားရဲကောင်ကြီးတွေကိုတော့တခြားတဲ့နဲ့ဇီဝင်ရှုပ်ပေးနိုင်တဲ့ပြင်းထန်လို့တာကြောင့်ခရိုးလည်းယူပြီးလက်နက်မှာတက်ဆင်ပြီးရှာဝန်တော်ထွက်လာခဲ့ကြပါတယ်ဂျီကောနဲ့မေဆီကအကောင်ကြီးရဲ့ကြောပေါ်မှာလိုက်ပြီးရက်ပေါင်းများစွာခီးစိန်ကန်းကြီးကိုရောက်လာခဲ့ကြပါတယ်ဒီလိုနဲ့တားရဲကောင်ကြီးကသူတို့ကိုရှာပေးလိုက်တော့ဂျီကောတယောက်ပင်လယ်တားရဲကောင်တွေကလူသားတွေကိုစတင်ရံပြူတာမဟုတ်ဘူးဆိုတာနားလည်သွားပြီးဘယ်တော့မှမဲမလိုက်တော့ဘူးလို့ကြိပေးလိုက်ပါတော့တယ်ဒီလိုနဲ့သူတို့တွေနှုတ်ဆက်နေကြချိန်တစ်ဖက်ကကန်းဆက်မှာရေတက်တင်ဖို့ရောက်နေတာကိုမြင်သွားတဲ့အခါဒေါသထွက်ပြီးသွားတိုက်ခိုက်ပါတော့တယ်ရေတက်ကလည်းလက်နက်တွေနဲ့ပြန်ပစ်တဲ့အခါမေဆီကိုဘုံထိပြီးသတိလစ်သွားပါတယ်တားရဲကောင်ကြီးကလည်းရေတက်ကိုအားရပါရဖျက်ဆီးနေတဲ့ဂျီကောကတနက်နဲ့ပြစ်ပြီးတားလိုက်တော့ဒေါသထွက်ပြီးစိုက်ကြည့်နေတဲ့ချိန်ကပရင်ခရိုးတို့ရောက်လာပြီးအစိုက်တက်ဆင်ထားတဲ့လက်နက်နဲ့ပစ်လိုက်တာကြောင့်ထိမှန်ပြီးသတိလစ်သွားပါတယ်ထို့နောက်တားရဲကောင်ကြီးကိုဖမ်းဆီးပြီးနန်းတော်ကိုတည်ဆောင်သွားကဘရင်နဲ့ဘရင်မကြီးပါဝင်ပြည်သူအလုံးကအော်မင်တက်နေစဉ်ခရိုးကတူနန်ရပြီလို့ကြွေးကြော်ပြီးတားရဲကောင်ကြီးကိုတတ်ဖို့လုပ်တဲ့အခါဂျီကောကဝင်တာပြီးမတတ်ဖို့ပြောတော့လက်မခံပဲတားဖားနဲ့ရောက်တိုက်ခိုက်နေကြပါတယ်တစ်ဖက်မှာလည်းမေဆီကသူ့ရဲ့ဓာတ်သေးသေးလေးနဲ့ကြိုးတွေကိုခိုးပြက်နေလေရာအဖွဲ့ကောင်းဆောင်ကမိသွားတော့ကြောက်နေတဲ့အချိန်မှာပဲနင်းကိုပိုကြီးတဲ့ဓာတ်ပေးလိုက်တဲ့တာလို့ပြောပြီးသူ့ကိုယ်တိုင်ဝင်ဖြတ်ပေးလိုက်တဲ့အခါကြိုးတွေလည်းပြီးသွားရောဒေါသထွက်နေတဲ့ကောင်ကြီးကခရိုးစီကိုသွားပြီးတတ်ဖို့လုပ်တဲ့အခါမေဆီကရှေ့ကဝင်ရက်ပြီးတားလိုက်တော့ဘရင်နဲ့ဘရင်မအပါဝင်ပြည်သူတွေအားလုံးအော်မင်တက်နေလေရာမေဆီကိုမြင်သွားတဲ့တားရဲကောင်ကြီးကတော့ဒေါသတွေပြေပြီးရံပြူးမဲ့ဟန်မတွေ့ရတော့တာကြောင့်ဂျီကောကလည်းဂျားကနေဝင်ပြီးသူတို့တွေဘယ်တော့မှမဲမလိုက်တော့ပါဘူးလို့ထပ်မံကြိပေးလိုက်ပါတယ်ထို့နောက်မေဆီကတားရဲကောင်ကြီးပေါ်ကိုတက်ပြီးကျမတို့ရဲ့တမိုင်းကလိန်ညာတွေပဲတားရဲကောင်တွေကဘယ်တော့မှကန်းကြီးကိုလာပြီးရံမပြူဘူးဒါတွေအားလုံးရဲ့တရခါဘရင်နဲ့ဘရင်မကြီးပဲသူတို့ကစစ်ပွဲတွေကိုဖန်တီးစီပြီးမျိုးဆက်ပေါင်းများစွာကြီးမဲ့တဲ့တေဆုံးချင်းဆိုပြီးလိန်ညာခဲ့ကြတာလို့ပြည်သူတွေကိုပြောပြလိုက်တဲ့အခါဘရင်ကြီးတို့လည်းထွက်ပြေးသွားကြပါတယ်မေဆီနဲ့ဂျီကောကတော့တားရဲကောင်ကြီးရဲ့ပုံမှာလိုက်သွားရင်ဆက်လက်လေးလက်ဒီမှာတွေပဲဆုံးသက်သွားပါတော့တယ်